သက်ကြီးမြန်လွန်းတဲ့ရှားပါးယောဂကိုခံစားနေရပေမဲ့ဘဝကိုအလှပဆုံးရှင်သန်နေထိုင်သွားခဲ့တဲ့မိန်းကလေးမိတ်ဆွေတို့အနေနဲ့ဘဝမှာကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်မခံခြင်းတဲ့အခါဒါမှမဟုတ်ဘဝကိုလက်မြောက်အရှုံးပေးခြင်းနေတဲ့အခါမျိုးတွေမှာဒီမိန်းကလေးရဲ့ဗီဒီယိုလေးတွေကိုရှာကြည့်သင်ပါတယ်။ဒီအမျိုးသမီးငယ်လေးဟာတစ်ကမ္ဘာလုံးကလူပေါင်းများစွာမှာအယောက်900လောက်မှသာဖြစ်တဲ့ရှားပါးယောဂတစ်ခုကိုခံစားနေရပေမဲ့ဘဝကိုအိမ်မက်တွေအများကြီးနဲ့အရှုံးမပေးဘဲဆက်လက်ဖြတ်သန်းခြင်းနဲ့သူပါ။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူမဟာအိမ်မက်တွေကိုစွန့်ပစ်ပြီးတော့လူလောကထဲကထွက်ခွာသွားခဲ့တာအတော်လေးကိုကြာပါပြီ။ဆိုတော့သူ့ရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံသိရဖို့အတွက်ဗီဒီယိုကိုအဆုံးထိတူဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ရွှေသီးကွက်အနာလေးမှ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်အမြဲတမ်းလိုတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့် like and subscribe လုပ်ထားဖို့လည်းတောင်းဆိုလိုက်ရပါတယ်ဗျာ။ကဲဆင်းဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပါ။ဒီအမျိုးသမီးငယ်လေးရဲ့နာမည်ကတော့ Adalia Rose လို့အမည်ရပါတယ်။ငယ်ငယ်ကတည်းကရှားပါးယောဂတစ်ခုကိုခံစားခဲ့ရတာကြောင့်သူမဟာတာမန်ကလေးတွေနဲ့မတူဘဲအဖွားအိုပုံစံလေးဖြစ်နေပါတယ်။သူမအသက်3လအရွယ်မှာကလေးကဆရာဝန်တွေကသူ့ကိုနောက်ထပ်73နှစ်ပဲထပ်မံနေရလိမ့်မယ်လို့ခန့်မှန်းခဲ့ကြပြီးဖြစ်ပါတယ်။ဒါကြောင့်ပဲသူမရဲ့မိဘနှစ်ပါးဟာအဒါလီယာသက်ရှိထင်ရှားရှိနေတော့ဘဝကိုကြည်ကြမ်းမှပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ဖို့အတွက်ကိုယ်စွမ်းရှိသမျှကြိုးစားပေးခဲ့ကြပါတယ်။အထူးသဖြင့်အဒါလီယာလေးကိုလူတွေနဲ့ထိတွေ့ဆက်သွယ်ပေးလိုက်တဲ့အခါမှာသူမရဲ့ဘဝနေ့ရက်တွေကပိုပြီးတော့ကိုပြောစရာကောင်းလာခဲ့တာလည်းဖြစ်ပါတယ်။2012ခုနှစ်ဇွန်လ9ရက်နေ့တုန်းကသူမရဲ့မိခင်ဟာအဒါလီယာအတွက်ကိုပိုင် YouTube channel ထောင်ပေးခဲ့ပြီးတဲ့နောက်ပိုင်းသူမဟာကြော်ကြားလာခဲ့ပြီးတော့ YouTube မှာ subscriber 3 သန်းနဲ့ Facebook မှာ follower 12 သန်းလောက်ကိုအချိန်တိုတွင်းကိုရရှိခဲ့ပါတယ်။သူမရဲ့ channel မှာတနေ့တာမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရပုံတွေ make-up tutorial လေးတွေကိုတင်ခဲ့ပြီးတော့အားလုံးရဲ့စိတ်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ရှားပါးသက်ကြီးကိုယောဂကိုခံစားနေရပေမဲ့လူတွေကိုပျော်ရွှင်အောင်လုပ်ပေးပြီးတော့ဘဝကိုစိတ်သက်မကြပဲဆက်လျှောက်ခဲ့တဲ့အဒါလီယာဟာအားလုံးတော့စံထားစရာဖြစ်လာခဲ့တာပါ။တခါတလေလူတွေက hey comment ပေးတဲ့အခါမှာလဲသူမကအဲ့ဒီအရာတွေကိုစိတ်ထဲမထားပဲ confident အပြည့်နဲ့ဗီဒီယိုတွေကိုစတင်ခဲ့ပါတယ်။အသက်ကြီးတဲ့ရုပ်ဖြစ်နေပြီးမြဲတကယ်တော့သူမဟာဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်သာဖြစ်တာကြောင့်စိတ်သက်ကြတဲ့အချိန်မျိုးတွေတော့ရှိတတ်ပါတယ်။ဒါပေမဲ့သူမအားပေးပြီးတော့ပျော်ရွှင်သွားဆက်နေခဲ့တာပါ။ဒီလိုနဲ့နောက်ပိုင်းမှာတော့အဒါလီယာရဲ့ကျန်းမာရေးအခြေအနေဟာပုံမဆိုးဝါးလာခဲ့ပြီးတော့အမြင်အာရုံနဲ့အကြအာရုံတွေလည်းယိုယွင်းလာခဲ့ပါတယ်။ဒီလိုနဲ့2022ခုနှစ်ဇန်နဝါရီလ12ရက်နေ့သူမရဲ့15နှစ်ပြည့်မွေးနေ့ပြီးတဲ့နောက်ပိုင်းမှာတော့ချစ်ရတဲ့မိသားစုနဲ့ဖန်တွေကိုနှုတ်ဆက်ပြီးတော့အဒါလီယာဟာလောကကြီးတွေကလည်းထွက်ခွာသွားခဲ့ပါတော့တယ်။ရှားပါးယောဂနဲ့ကောင်မလေးတစ်ယောက်အတွက်15နှစ်ကတူတောင်းခဲ့ပေမဲ့သူမရဲ့နေ့ရက်တိုင်းကတော့အတိတ်ပဲရှိပြီးတော့တောက်ပနေခဲ့မယ်ဆိုတာအသေးချာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။